အိမ်ပြန်ရောက်တော့အမေနဲ့ညင်းခုံရပြန်ပါတယ်အမေကတော့ head right ကိုယူပြီး Zara ကသူအသက်ရှင်မှမဟုတ်တော့ဘူးလို့ပြောပါတယ် Zara အိမ်ပြန်ရောက်တော့လူတစ်ယောက်ကိုမြင်ပြီးပုံနေပါတယ် Reese ရောက်လာပြီးကားပေါ်ခေါ်တင်လိုက်ပါတယ် Secret Service တွေကလိုက်နေတာလို့ပြောပါတယ် Zara ကသူတများတိုက်တာမဟုတ်ပဲ head လောက်တာပဲထင်ခဲ့တာလို့ပြောပါတယ်သူတို့နှစ်ယောက်ပူပေါင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ် Reese ကငွေမရှိလို့အခက်အခဲဖြစ်နေပါတယ် Zara ကတော့ကုမ္ပဏီဝင်ငွေတွေရဲ့စာရွက်စာတမ်းတွေကိုရအောင်ယူမယ်လို့ပြောပါတယ်ဟိုတယ်အခန်းငှားပြီး Zara ကလက်ပွေကို Reese ကိုပေးလိုက်ပါတယ်မနေ့ရောက်တော့ဓမြတွေက Zara ကိုစောင့်ကြည့်နေကြပါတယ် Lucas ကသူတို့အဖွဲ့နဲ့စကားများနေကြပါတယ် Reese ကလက်ပွေကိုစစ်ခိုင်းပါတယ်နောက်နေ့မှာ Reese ကအကျွေးမဆက်နိုင်လို့အခက်တွေ့နေရပါတယ်Ellie ကဓမြတွေတုံးခဲ့တဲ့ကားကိုတွေးရှိကြောင်းပြောပါတယ် Zara ကရုံးခန်းမှာကုမ္ပဏီရဲ့အချက်လက်တွေကို print ထုတ်ထားပါတယ်စာရွက်တွေယူပြီးပြေးလာပါတယ် Sam, Darren နဲ့ Reese တို့ Cloud ကိုတွားကြပါတယ် Cloud ကသူဘာမှမသိကြောင်းပြောပါတယ် Darren က Cloud ကိုဖိအားပေးပါတယ် Cloud ရဲ့ရှေ့နေကအချက်လက်တွေကိုပေးမယ်လို့ပြောပါတယ် Darren က Cloud ရဲ့ငွေတွေပါအခိုးခံရကြောင်းသိလိုက်ရပါတယ်ဓမြအဖွဲ့ကလည်းအခြေအနေတွေတင်းမာနေခဲ့ပါတယ် Lucas ကဓမြတွေစကားများနေတာကိုကြည့်နေပါတယ်ညဘက်မှာ Sniper က Lucas ကိုအစားအစာလာပေးပါတယ် Reese ကပတ်စံရှင်းမရဘူး Zara ကရုံးခန်းမှာအချက်လက်တွေရှားနေပါတယ် Zara နဲ့ Reese တို့ကစာရွက်တွေကိုကြည့်ပြီးကိတ်ကနောက်ွယ်ကနေပါဝင်နေမယ်လို့သူတို့ယူဆလိုက်ပါတယ် Reese က Zara ကိုသူ့ရဲ့ပိုကာကစားတဲ့နေရာခေါ်သွားတော့ပါတယ် Zara ကအချက်လက်တွေကိုစစ်ဆေးနေပါတယ်အေဂျင့်တွေက Zara ကိုဖမ်းသွားပြီးချိန်ချောက်ပါတယ် Zara ကစုံစမ်းမှုအဆုံးသတ်ဖို့အချိန်လိုကြောင်းပြောပါတယ်အေဂျင့်တွေကသူတို့ကိုကူညီရင်အသက်ချမ်းသာပေးမယ်လို့ပြောပါတယ် Reese က Zara ကိုဆက်တွေ့ပြီးမှ Zara ကမဖြေပါဘူးနောက်ဆုံးမှာတော့ Zara က Reese ကိုရောက်လာခဲ့ပါတယ်သူတို့နှစ်ယောက်လည်းကြိုက်တွားကြပါတယ် Reese က Zara ပေးတဲ့လက်ပွေနဲ့ Sniper ကိုဖော်ထုတ်လိုက်ပါတယ် Ellie ကပတ်စံတွေကို Chancellor ရဲ့မိသားစုအကောင့်ထဲရောက်သွားကြောင်းပြောပါတယ် Zara ကရုံးမှာ Mino လှုပ်တာကိုတည်သွားပါတယ် Mino ကပတ်စံ20 မီလီယံရကြောင်းပြောပြပါတယ်သူတို့က Zara ကိုအပြစ်တင်ပြီးတက်ပစ်ဖို့စီစဉ်ထားတာကိုပါတည်သွားကြပါတယ် Zara ကစိတ်ဓာတ်တွေအရန်ကျသွားခဲ့ပါတယ်Ellie နဲ့ Reese တို့က Sniper ရဲ့သမီးစီကိုသွားမေးပါတော့တယ် Zara အေဂျင့်တွေနဲ့တွေ့ပြီးဖုန်းနံပါတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Zara ကအမေစီတွားပြီး head right တောင်းပါတယ်ဒါပေမဲ့ head right ကဖြည့်ဆည်းခံထားရပါတယ် Zara ကတကယ်တော့အစ်စ်ကိုတင်ထားတာပါဓမြတွေပြန်ရောက်လာတော့ Sniper နဲ့ Lucas မရှိတော့ပါဘူးရဲတွေရောက်လာတော့ Secret Service ကရလာပါပြီ Reese ကိုယာလူကနေဆိုင်းငံ့ထားလိုက်ပါတယ် Reese က Zara ကိုအပြစ်တင်ပြီးမောင်းထုတ်လိုက်ပါတော့တယ် Zara အိမ်ပြန်ရောက်တော့ Sniper ကစောင့်နေပါတယ် Lucas ကိုလည်းဖမ်းထားပါတယ် Zara က Sniper ကိုညှိနှိုင်းဖို့ပြောပါတယ် Mino စီခေါ်သွားမယ်လို့ပြောလိုက်ပါတယ် Reese ကပတ်စံလိုနေလို့ဒုက္ခရောက်နေခဲ့ပါတယ် Mino အိမ်မှာတော့ Sniper နဲ့တွေ့ပါတယ် Mino က Sniper ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Lucas က Zara ကိုရှိကျူးပါတယ်ရုံးမှာပြစ်ခတ်မှုတွေဖြစ်တဲ့ Reese ကဒဏ်ရာရတယ် Zara ကကွန်ပျူတာမှာအချက်လက်တွေကို print ထုတ်ထားတယ်ဓမြတွေတယောက်နဲ့တယောက်လည်းတက်ကြတယ် Sniper က Lucas ကိုဖမ်းဖို့လုပ်တယ် Zara က Sniper ကို tester နဲ့တက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရဲတွေရောက်လာပါတယ် Lucas နဲ့ Zara တို့ကပတ်စံတွေကို Secret Service စီပြန်ပေးလိုက်ကြပါတယ်အလုံးမှာလည်းရှင်းလင်းသွားပါတယ် Reese နဲ့ Zara တို့အိမ်မှာတွေ့ကြပါတယ်နောက်ဆုံးမှာ Darren က Mastermind ဖြစ်နေတာကိုသိလိုက်ရပါတယ် Darren ကကဘာကြီးကိုပြင်ဆင်ချင်တာလို့ပြောပါတယ် Zara နဲ့ Reese တို့ကတော့ Mino ရဲ့ပတ်စံတွေကိုယူပြီးဘဝတစ်စတင်ဖို့ထွက်သွားကြပါတယ်ဒီနေ့ Weekly ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်